hallelujah, hallelujah, hallelujah. Happy New Year, Happy New Year, hallelujah. ယေရှုနာမဘုန်းကြီးပါစေအာမင်ဒီနေ့2026ဇန်နဝါရီလ3ရက်နေ့မနေ့အစောရည်ထိပို့ဆောင်ပေးတဲ့ဖခင်နာမဘုန်းကြီးရဲ့မင်္ဂလာရှိပါစေမိတ်ဆွေတင်တဲ့ကျွန်ုပ်ကောင်းလို့ကုသိုလ်ကကောင်းလို့အကျင့်သီလတွေပြည့်စုံလွန်အားကြီးလို့ဒီနေ့2026ကိုရောက်လာတာမဟုတ်ဘူးအရာအားလုံးကိုဖန်ဆင်းတဲ့ဖခင်ကောင်းကင်မြေကြီးစัจ java လောက်ဖန်ဆင်းတဲ့ဖခင်ရဲ့ဂျေဇုတော်တက်တဲ့ကြောင့်ဖြစ်တယ်ဟာလေလုယာစာလ16နှစ်မှာဂျေဇုတော်မှတပါအခြားသောမိင်္ဂလာတွေအကျွန်ုပ်၌မရှိပါလို့ပြောပါတယ်အရာခတ်သိမ်းဟာဖခင်ဂျေဇုတော်ကြောင့်ဖြစ်တယ်ဖခင်ရဲ့ဂျေဇုတော်တက်တဲ့ကြောင့်ဒီနှစ်ကိုကြမ်းကြမ်းမှမိတ်ဆွေနဲ့ကျွန်ုပ်ရောက်ရှိလာနိုင်တာဖြစ်တယ်ဒါကြောင့်စာလ103အပိုင်ငယ်2မှာဂျေဇုတော်အပေါင်းကိုမမေ့နဲ့ကိုလောသဲ3:15မှာဂျေဇုတော်ကိုတည်တော်စိတ်ရှိကြလောအဲ့တော့ဂျေဇုရှင်ဖခင်ရဲ့ဂျေဇုတော်ရည်သွဲချီးမွမ်းတတ်ဖို့အရေးကြီးပါတယ်ဒါဆိုရင်2025ကိုဖခင်ကကြီးမားသောတကူနဲ့ပို့ဆောင်ခဲ့ပြီအဲ့ဒီဂျေဇုတော်တွေကိုမေ့လို့မရတယ်လို့လာမဲ့2026ကိုလည်းကျွန်တော်တို့တာရှင်းသောဝိညာဉ်တော်တကူနဲ့တွားဖို့လိုပါတယ်မိတ်ဆွေတို့2026ကိုကိုယ့်ရဲ့အစွမ်းနဲ့တွားရင်မအောင်မြင်ဘူးကိုယ့်ရဲ့တကူနဲ့တွားရင်အဆက်ကွဲသားတယ်ကိုယ့်ရဲ့တော်ချင်းတတ်ချင်းကိုယ့်ရဲ့ပညာကိုယ့်ရဲ့တတ်နိုင်ခြင်းနဲ့တွားရင်ဘာဖြစ်လဲအဆက်ကွဲသားတယ်သုတ်တာ7နှစ်မှာမာနထောင်လွှားသောအခါအဆက်ကွဲเสียအကြောင်းဖြစ်တတ်တယ်မိတ်ဆွေ2026ကိုကိုယ့်အစွမ်းနဲ့ကိုယ့်တကူကိုယ့်ပညာနဲ့တွားလို့မရဘူးအဲ့လိုတွားရင်အဆုံးထိမတွားနိုင်ဘူးအဲ့တော့မောရှေကိုကြည့်ခါနာန်ပြည်မရောက်နိုင်ပညာတော်ကလူကိုဗဟုပြုတယ်ပညာတော်ကလူရဲ့လုပ်ရပညာတော်ကလူရဲ့အစွမ်းကိုဗဟုပြုတယ်ဒါဆိုရင်ပညာတော်နဲ့တွားတဲ့မောရှေနဲ့အဖွဲ့ခါနာန်ပြည်မရောက်နိုင်ဘူးလမ်းခုလာမှာတောင်းတင်သွားတယ်မိတ်ဆွေတို့ဂျေဇုတော်နဲ့ဝိညာဉ်တော်နဲ့တွားမှခါနာန်ပြည်ရောက်နိုင်မှာဖြစ်တယ်2026ကိုဝိညာဉ်တော်တကူနဲ့ဝိညာဉ်တော်နဲ့တွားဖို့အရေးကြီးပါတယ်တာရှင်သောဝိညာဉ်တော်ဟာခမဲတော်သားတို့တာရှင်သောဝိညာဉ်တော်ဟာ3ပါးတလုံးတွားတည်တဲ့မှာတပါးဖြစ်တယ်ဝိညာဉ်တော်ဟာပုဂ္ဂိုလ်ဖြစ်တယ်ဝမ်းနဲ့တတ်တယ်ဝမ်းမြောက်တတ်တယ်စိတ်နာတတ်တယ်ဝမ်းမြောက်တတ်တာဖြစ်တယ်ပုဂ္ဂိုလ်ဖြစ်တယ်နှစ်ကော73အပိုင်ငယ်14မှာသားတော်ယေရှုရဲ့ဂျေဇုတော်တွေ၎င်းခမဲတော်ရဲ့မြတ်တာတော်၎င်းတာရှင်သောဝိညာဉ်တော်ဖခင်နဲ့မိတ္တဟာယဖွဲ့ခြင်းသည်တင်တော်ပေါ်၌တက်ရောက်ပါစေလို့ရှင်ပေါလုကကောင်းကြီးပေးတယ်အဲ့တော့ဝိညာဉ်တော်ဟာကျွန်တော်တို့မိတ္တဟာယဖွဲ့ဖို့ဖြစ်တယ်ဝိညာဉ်တော်ဟာလမ်းပြတော်သူဖြစ်တယ်အားပေးတော်သူဖြစ်တယ်ခွန်အားပေးတော်သူဖြစ်တယ်တကိုးနဲ့ဖြည့်ပေးတော်သူဖြစ်တယ်အားမရှိတဲ့အခါအားပေးတယ်မာနရဲ့တကိုးကိုအနိုင်ယူတာတာရှင်သောဝိညာဉ်တော်ရဲ့တကိုးဖြစ်တယ်ထိုဝိညာဉ်တော်ဒီဖခင်ရဲ့မြတ်တာကိုနှလုံးသားထဲမှာတွန်းလောင်းပေးတယ်ရောမ9:9မှာထိုဝိညာဉ်တော်ဒီသားတော်ယေရှုခရစ်တော်ရဲ့ခြေဆုတရားနားလည်စေတယ်ထိုဝိညာဉ်တော်ဒီလက်ဝါးကားတိုင်းပေါ်ကယေရှုခရစ်တော်ကိုအမြဲတမ်းမြှောက်ထိုးပြတယ်ယေရှုဟာတင့်ရဲ့ကယ်တင်ရှင်ဖြစ်တယ်ဆိုတာကိုအမြဲတမ်းဖော်ပြတယ်အဲ့ဒီဝိညာဉ်တော်ဟာကျွန်တော်တို့ကိုတကိုးနဲ့လမ်းပြမှာဖြစ်တယ်ဟာလေလုယာအဲ့တော့တာရှင်သောဝိညာဉ်တော်နဲ့တွားမှာ2026ဟာထူးခြားသောနှစ်ဖြစ်မှာဖြစ်တယ်မိတ်ဆွေနဲ့ကျွန်တော်ကိုထူးခြားစေတာကတာရှင်သောဝိညာဉ်တော်ဖခင်ဖြစ်တယ်ဟာလေလုယာအဲ့ဒီဝိညာဉ်တော်ဟာအခုငွေတစ်ခုပဲမဟုတ်ဘူးဝိညာဉ်တော်ဟာတကိုးတစ်ခုပဲမဟုတ်ဘူးဝိညာဉ်တော်ဟာပုဂ္ဂိုလ်ဖြစ်တယ်ဒါပေမဲ့ကျမ်းစာမှာတော့ဝိညာဉ်တော်ကိုချုံးငဲ့နဲ့ဥပမာပေးတယ်နှိုင်းထားတယ်စမ်းရည်နဲ့ဥပမာပေးတယ်မိုးတိမ်နဲ့ဥပမာပေးတယ်လေပင်မုန်တိုင်းနဲ့ဥပမာပေးတယ်မီးနဲ့ဥပမာပေးတယ်တာရှင်သောဝိညာဉ်တော်ကိုအမျိုးမျိုးဥပမာပေးတယ်တကယ်တော့တာရှင်သောဝိညာဉ်တော်ဟာပုဂ္ဂိုလ်ဖြစ်တယ်ထိတွေ့လို့ရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့တော့မိတ်ဆွေတို့တာရှင်သောဝိညာဉ်တော်ဖခင်ဟာဘသူဒီကိုအမြဲတမ်းတွင်တင်လမ်းပြပို့ဆောင်လက်ရှိတယ်လေသူ့ကိုစာငတ်တော်သူယေရှုကိုယုံကြည်ပြီးတော့သူ့ကိုစာငတ်တော်သူတွေကိုလမ်းပြပို့ဆောင်လက်ရှိတယ်ဖခင်ဖြစ်တယ်အဲ့ဒီဝိညာဉ်တော်ကိုယေရှုကိုယုံတဲ့အခါဝိညာဉ်တော်ကသစိတ်ခတ်တယ်ပြီးရင်ဝိညာဉ်တော်တွန်းလောင်းပေးတယ်ဖြည့်ပေးတယ်နှစ်ချက်တွေ့ရတယ်မိတ်ဆွေတို့နှစ်ခါတွေ့ပင်လယ်နီဖြတ်ပြီးဂျော်ဒန်မြစ်ဖြတ်ရတယ်ပင်လယ်နီကကယ်တင်ချင်းတို့ရောက်ချင်းဖြစ်တယ်ဂျော်ဒန်မြစ်ကတာရှင်သောဝိညာဉ်တော်နဲ့ထိတွေ့ချင်းဖြစ်တယ်အေလိရှေကအေလိယရှိကဂျော်ဒန်မြစ်မှာပဲနှစ်ဆတော့ဝိညာဉ်တော်ဗိတ်တိတ်တကူရတယ်ဘုတ်ချုံနယ်မှာလဲဂျော်ဒန်မြစ်မှာပဲရီချိုးတဲ့အခါအင်မတာမှအသားအရာသူငယ်ရဲ့အသားကဲ့သို့ဖြစ်သွားတယ်အဲ့တော့ဂျော်ဒန်မြစ်ကတာရှင်သောဝိညာဉ်တော်ရဲ့နဲ့ဗတ္တိဇံကိုပုံဆောင်တာဖြစ်တယ်ပင်လယ်နေကတော့ကယ်တင်ချင်းရောက်ချင်းဖြစ်တယ်အဲ့တော့မိတ်ဆွေတို့ကယ်တင်ချင်းရောက်ပြီးရင်တာရှင်သောဝိညာဉ်တော်နဲ့ဗတ္တိဇံခံဖို့လိုတယ်ဝိညာဉ်တော်နဲ့